ဟုတ်ပြီသမီးမင်္ဂလာပါဒီနေ့ကကုနာလီနေချိတ်တဲ့ session ကဘယ်နှချိန်မြောက်လဲ6ချိန်မြောက်6ချိန်မြောက်6ချိန်မြောက်ဆိုတော့လေရှေ့မှာ4ချိန်မှာခန္ဓာကုနာလီနေချိတ်ပြီး5ချိန်မှာအာဂါတနဲ့ချိတ်တာပေါ့နော်အဲ့လိုချိတ်တုံးကကြတော့ထူးခြားချက်ကဘာရလိုက်လဲအဲ့ဟိုကကြတော့ဟိုသွားလို့မရဘူးမရတဲ့အတွက်ကြောင့်မို့လို့အဲ့ဟိုကဘယ်လောက်စောင့်အောင်လဲဆိုတော့3လစောင့်အောင်မယ်လို့ပြောလိုက်ကျင့်စဉ်တွေဘာတွေရောရလားကျင့်စဉ်မရလိုက်ဘူးမှာဒါပေမဲ့ဟိုနောက်ပိုင်း channel hip music တခုနဲ့မှကြာမှရလိုက်တယ်အဲ့မှာကျတော့ဘာလုပ်ရမယ်လို့ပြောလဲအဲ့ဒါဟန်လို့အဲ့ဒါဟန်ကိုဘာဘယ်လိုလုပ်ရမလဲဒီစိတ်ခိုင်းတာတနေ့ကိုဘယ်နှပတ်လဲတစ်ပတ်ဩနေတိုင်းအဲ့ဒါဆိုအဲ့3လလုံးတနေ့ကိုဗတိတစ်ပတ်စီပိတ်စိတ်တယ်ဒီနေ့ချလိုက်တဲ့အခါကျအဲ့မွေးချလိုက်ပြီးတော့ကုံတာလီနေစွမ်းအားငကိုချိတ်ပြီးသားဆိုတော့စွမ်းအားအနေထားကိုမေးတော့ဘာလို့ရလိုက်လဲအစင်းမြင့်လို့ရတယ်အစင်းမြင့်ရထူးခြားချက်ကြ तू ကဘာလို့နိုင်တာလဲအစင်းမြင့်ကကျတော့ကျန်တဲ့ဟိုသူများကလည်းကိုညီပေးလို့ရတယ်အကုန်လုံးပေါ့ပြီးတော့ကျန်တဲ့ကိုဟာကိုလည်းလုံမယ်ဆိုရင်လည်းထိထိရောက်လုံနိုင်မယ်ဆိုလည်းဘာလုံနိုင်လဲထိထိရောက်ကိုဟာကိုအကျင့်စဉ်တွေလုံမယ်ဆိုလည်းလုံလို့ရတယ်ပြီးတော့ဟိုကိုတရားလမ်းကြောင်းကိုသွားမှဖြစ်တဲ့အတွက်ပို့ပြီးတော့ထိရအောင်လုံနိုင်တယ်အဓိကတော့နှုတ်ကနေအတန်ထွက်ပြီးပြောနိုင်တာမလားအိမ်မွေးချနေတဲ့ဒေါ်တွဲမှာနိအဲ့မှာကြတော့ကို့အနေနဲ့ဘာကြောင့်ကုနာလီနေချိတ်တာလဲဆိုတဲ့အဖြေကိုဘယ်လိုရလိုက်လဲတရားလမ်းကြောင်းသွားအဲ့ကြောင့်တရားအားထုတ်မယ်ဆိုရင်ပါရမီပါမပါကြတော့ပါရမီပါတယ်လို့တွေ့တယ်နော်အဲ့မှာထူးခြားချက်ကလေသမီးမှာအတိတ်ကတိုက်ဆက်ဖြစ်နေတာကိုသွားတွေ့တာမှာဟုတ်တယ်ဘယ်ဘဝလဲနဂါဘဝအဲ့မှာကြည့်လိုက်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကငကားပြီမှာရှိနေတာလားငကားပြီမှာရှိဘယ်လိုပုံစံမျိုးလဲခွေနေတာပုံစံမျိုးလှဲနေတာလို့မျိုးဖြစ်ဩလှဲနေတယ်ဆိုတာလူခန္ဓာကိုယ်ပြောတာလားငကားခန္ဓာငကားပုံစံမျိုးမဲချောချောကြီးအဲ့လိုမျိုးဖြစ်နေတာဒါဆိုရင်ရုပ်ကျွင်းအောင်ဟိုမှာကြံခဲ့တာဟုတ်ပြန်သွားရမယ်ဆိုတဲ့အတိတ်ပဲဟုတ်တယ်ဩအဲ့မှာကျတော့ဒီဘဝခန္ဓာနဲ့အဲ့ဒီအတိတ်ခန္ဓာမှာချိတ်ထားတဲ့အကျိုးကိုသွားတွေ့လားဟုတ်တွေ့လိုက်တယ်ကိုမှာပတ်တာအများကြီးပဲဖြစ်နေလို့ဒါဆိုလို့ရှိရင်သမီးကကျိန်းသေးပါအဲ့ဒီငကားပြီကိုပြန်သွားရမယ်သဘောပေါ့ဟုတ်ကဲ့အဲ့ဟာကျတော့အခုကုန်းသားလေးနေဖွင့်ပြီးတော့ဘာတွေလှုပ်ဖြစ်သွားတယ်အဲ့ဒီဟာဖြတ်လိုက်ကုန်းတော့ပြန်သွားလို့မရဘူးတစ်ခါလည်းဖြတ်လိုက်ပြီးတော့အဲ့လိုဖြတ်လိုက်တဲ့အခါကျထူးခြားချက်ကဘာသွားတွေ့လဲဘလူနီးနဲ့ပြတ်သွားတာလဲကျမကတခါတည်းဟိုဒီလက်ထဲကိုကက်ကြီးလို့ဟာမျိုးလေးထည့်ပေးလိုက်တယ်စိတ်သွားတက်တာကက်ကြီးဆိုတော့အဲ့ဒါနဲ့ဖြတ်လိုက်တာနဲ့သူကတကြိုးဖြတ်တာနဲ့ဟိုလူကတော်တော်လေးပျော်နေပြီးတော့အကုန်လုံးနဲ့ဖြတ်ပြီးတော့လူကပေါ့ပြီးတော့ပျော်ရွှင်လာတယ်ပို့ပြီးတော့အလင်းလေးလည်းပို့ပြီးတော့ဝင်လာတယ်ဟုတ်ပြီဒါဆိုရင်အခုကိုအားထုတ်ရမယ့်နည်းတွေလည်းသိသွားတာပေါ့နော်အားထုတ်ရမယ့်အသက်အပိုင်းခြားလည်းသိသွားတယ်နောက်တစ်ခုကကြတော့လေကိုကဘာလို့အိမ်မွေးချတဲ့နည်းနဲ့ဒီကုံနာလီနေချိတ်ခွင့်ရတာလဲဆိုတာကြတော့အဲ့ဒါကြတော့ဟိုကဒီဟာကိုရွေးချယ်လိုက်လို့ခံစားရလို့သူကပြတ်တာဟုတ်ဒီဟာကိုလုပ်ကိုလုပ်ရမယ်ဆိုတဲ့ဟာဒီနဲ့ဟုတ်ဘယ်လိုပြောလဲကုံနာလီနေချိတ်တာမှာနီးတွေရှိတယ်လေသမီးတော်မှာလိုက်ချလိုက်တော့ဘယ်နှနီးလို့သွားတွေ့တာလဲ3နီးထဲမှာအလွယ်ဆုံးနဲ့အောင်မြင်မှုအသေးချာဆုံးကကြတော့တီဟိုကလေအိမ်မချတဲ့နေဟုတ်ဒါဆိုရင်ကိုကအဲ့အလွယ်ဆုံးနီးနဲ့သွားခွင့်ရတာဟာဘာအတိတ်ကဘာကုသိုလ်တွေလုပ်တယ်လို့သွားတွေ့ရလဲလုပ်ထားတယ်လို့တွေ့လိုက်ဘယ်လိုအလူမျိုးတွေလဲအလူတွေကတော့ဟိုပုံစံအလင်းတွေလိုမျိုးလေးလည်းတွေ့လိုက်တယ်ပြီးတော့လူနေတာကိုပျော်နေတယ်ဆိုတဲ့ဟာကိုယ့်အလိုလိုခံစားမိလိုက်လူနေရတာယူပျော်နေတယ်ဆိုတဲ့ဟာဒါဆိုအတိတ်ကကုသိုလ်တွေအများကြီးလုပ်ထားလို့ဒီမှာကုံနာလီနေချိတ်လဲလွယ်လွယ်လေးနဲ့ရသွားတဲ့နီးကိုရတာပေါ့နော်ဟုတ်အဲ့ခါကျတော့လေဒီဟာချိတ်ပြီးသွားပြီဆိုရင်ဘာတွေဆက်လုပ်ရအောင်မယ်လို့ကိုသိလိုက်တယ်ကြာမနဲ့တွဲပြီးတော့ကျန်တဲ့ဟာတွေကိုဆက်ပြီးလူတွေကူအောင်လို့တွေ့လိုက်ဟုတ်အဲ့လိုကူဖို့ကိုကပါရမီဖြည့်ထားတယ်သူလားဟုတ်ကဲ့ဟုတ်ပြီကိုဟာရောအခုထိလိုက်တဲ့အခါကျတော့လေဟိုတန်တယ်လို့ခံစားရသလားဒီ session အပြီးမှာပေါ့နော်6ချိန်ကြာသွားတယ်ကိုပေးရတဲ့ငွေနဲ့ပြန်ရတာနဲ့ရှင်ပေးရတာနဲ့ပြန်ရတာတန်သလားဒါမှမဟုတ်ပြန်ရတာပိုများတယ်လို့ခံစားရသလားပြန်ရပုံများတယ်ဘာလေးကြောင့်လဲအစောပိုင်းမှာဟိုကကြတော့ပုံစံနဲ့လုံးဝကွာသွားရင်ဘာကွာလဲအရင်ကကြတော့လူတွေကိုကြောက်စိတ်တွေဝင်နေပြီးဟိုကကိုကအစ်စ်မှန်လားအတူရောင်လားဆိုတာမခွဲနိုင်သေးဘူးဖြစ်နေအခုကကြတော့အဲ့ဒါလေးလည်းကုန်ရှင်းသွားတယ်ပြီးတော့အရင်ကဆိုလူတွေကိုဖယ်သွားမှာတို့ဟိုအပေါင်းစင်းမလုံးမှာတို့ကိုအခုကြပုတ်ပုတ်ပါပါတယ်ပြီးရင်စစ်မှန်တဲ့မိတ်ဆွေတွေလည်းတွေ့လာတယ်ပေါ့ကိုယ့်ရဲ့ level တွေအဲ့လာတဲ့အခါတရားလမ်းကြောင်းလေးလည်းသူကသူအဲ့လိုအဆင်ပြေလိုက်အခုဆိုရင်အိမ်မွေးထားတဲ့အခါကျတော့လေတရားစခန်းဝင်မို့တို့ဘာတို့ပါပေါ်လာတယ်မလားဟုတ်ကဲ့ဟုတ်
အဲ့မှာလည်းဝင်ပြစ်နေတဲ့အနေအထားတွေတွေ့ရတာပေါ့နော်ဟုတ်တယ်အဲ့တော့အတိတ်ကဆွေမျိုးတွေမလို့ဒီလိုပြန်တွေ့ရတယ်ဆိုတာလည်းတွေ့သွားတယ်မလားတရားပေါ်မှာလည်းကျန်တဲ့ဟာတွေအများကြီးဆိုတဲ့ဟာတွေ့တယ်ဟုတ်ဟိုနေ့တရားပွဲပေါ့အမတို့တွေဧပြီ20ရက်နေ့မှာတရားပွဲလုပ်ကြတယ်လေအဲ့မှာလာတဲ့သူတွေအကြောင်းကိုပြောပြပါဦးဘယ်လိုတွေတွေ့ရလဲလူတွေအပြင်မှာဘာတွေတွေ့လိုက်ရတာလဲဘယ်လိုတွေထူးခြားသွားလဲအဲ့ဒါလေးပြန်ပြီးမျှဝေလိုက်ပါဦးအဲ့နေ့ကကျတော့အရှိမနေရာပေးထားတယ်လေအများကြီးပဲသူ့တုံးနဲ့သူဆိုပေမဲ့များပြီမဲ့လည်းသူကထက်နေတာမရှိပဲနဲ့အဲ့လိုမျိုးအများကြီးပဲဆိုတဲ့ခံများတယ်ဆိုတော့ဘာတွေများတာကိုပြောတာလဲနားထောင်တဲ့သူကများတယ်ဆိုတော့ तू ဘာတွေများပါလဲလို့ तू ခံစားလာနတ်တီတို့ तू ကပြီးတော့ရှန်ဂရီလာလာတဲ့အုပ်စုတွေလို့ဝိဇာတွေက तू ကနဲ့ तू အုပ်စုနဲ့ तू ဆိုပေမဲ့လည်းလူအများကြီးဆိုပေမဲ့လည်းအဲ့ဒီမှာတော့ तू ကအစဉ်တင်းတင်းဝင်တယ်ဟုတ်ပြီနောက်တော့ပြီးတော့ဟိုကလေတရားနာတဲ့ချိန်ဟိုတာတုခေါ်ပြီးဆိုတဲ့အခါအမျှဝေတဲ့အခါမှာကျတော့အကုန်လုံးဝမ်းမြောက်ဝမ်းသာနဲ့ဖြစ်ပြီးတော့အလင်းတွေအများကြီးထွက်သွားတယ်ခံစားရတယ်ဆိုတော့ပြီးတော့အဲ့ချိန်မှာဝေသင်းတဲ့လူတွေကိုလည်းကိုယ်စိတ်ထဲကနေပြီးတော့ကြည်စူးပြီးတော့ဝေပေးမိနေတယ်ဟုတ်အဲ့မှာလေလာတဲ့သူတွေကဒီပွဲကိုလူအနေနဲ့လူသားတွေပေါ့နော်တက်တဲ့အထဲကဒီလူတွေနဲ့သက်ဆိုင်တဲ့သူတွေရောက်လာတာကိုတွေ့တာလားဒီလူတွေနဲ့သက်ဆိုင်တဲ့လူတွေလည်းရောက်လာတယ်ကျင်းပြီးတော့ကျန်တဲ့ဟိုရှန်ဂရီလာအုပ်စုတွေလည်းရောက်လာတယ်ဟုတ်အဲ့မှာလေဒါရှန်ဂရီလာတော့ထားတော့ပေါ့ဒါတွေဝိဇ္ဇာတွေဆိုတော့လေဝိဇ္ဇာမဟုတ်ဘဲနဲ့မကျွတ်မလွတ်တဲ့သူတွေလာတာရောတွေ့သလားအဲ့ဒါတော့သမီးကမတွေ့လိုက်ဘူးဟုတ်ဒါပေမဲ့ကိုတွားပြီးတော့ရည်စူးပြီးတော့လုပ်တဲ့ဟာကတော့မကျွတ်မလွတ်တဲ့လူဟိုတွားပြီးရီမှန်းပြီးတော့မျှဝေပေးလိုက်တာတွေ့လိုက်တယ်ဟုတ်ဒါပေမဲ့ဟိုကလေကိုမမြင်ရဘူးဟိုကိုကခံစားမိတာတော့အများကြီးပဲဟိုဟာတွေလည်းရှိသလိုကျန်တဲ့ဟာတွေလည်းရှိမှာမမြင်ရတဲ့ဟာတွေများတယ်ဟုတ်သူတို့တော့အုပ်စုလိုက်ကြီးလို့လည်းခံစားမှုတွေအများကြီးအဲ့မှာလေမေးစရာကြီးတာရှန်ဂရီလာလူတွေလို့သိတာသူတို့ရဲ့ရုပ်ရည်ကိုမြင်နေရတာလားခံစားချက်နဲ့သိတာလားခံစားချက်နဲ့ပြီးတော့အလင်းစူးစူးတွေတော့မြင်တယ်ဆိုမှာဟုတ်ကိုလိုပြပြတတ်တာတွေတော့မြင်အလင်းစူးစူးတွေတော့မြင်တယ်အင်းပေါ့နောက်တစ်ခုကကြာဇုံကနေနာတဲ့သူတွေအတွက်လည်းဆရာမဖိတ်ပေးတာဆိုတော့လေအဲ့လူတွေနဲ့ဆိုင်တဲ့မြင်အပ်မမြင်အပ်တွေရောက်နေတယ်ဆိုတာဟောဘယ်လိုသိတာလဲသူတို့နဲ့ဆိုင်တဲ့လူတွေကိုပဲတောက်လျှောက်ဒီဟာလုပ်ပေးနေတယ်ဆိုတော့လေပို့ပြီးတော့သူတို့ဟာတွေလည်းချိန်နေတယ်ဆိုတာသိဟုတ်နောက်တစ်ခုကကြတော့လေဒီတရားကကြတော့အခု Telegram မှာလည်းတင်ထားတော့လေအဲ့ဒီတော့ကဓာတ်ရိုက်နာတဲ့သူတွေအတွက်အကျိုးရှိတာတော့ကိုကသိသွားပြီပေါ့နော်တစိမ့်ငံဒီ Telegram တရားကိုနာရင်ရောထိရောက်မှုဘယ်လိုရှိတယ်လို့သိလိုက်လဲထိရောက်မှုထပ်တူပဲပို့ပြီးတော့ထပ်ခါနာလေးပို့ပြီးညံစင်တက်လာမယ်တွေ့လိုက်အဲ့ဒါကြတော့သမီးနဲ့ဖုံဖုံကြားမှာလည်းရှိနေတဲ့အတိတ်ကဆွေမျိုးရဲ့သဘောတရားကိုလည်းမြင်လိုက်တယ်သမီးအတွက်လည်းအကျိုးရှိတယ်လို့သိလိုက်တာဟုတ်တယ်အင်းပေါ့ခြုံပြီးသွားလိုက်မယ်ဆိုလို့ရှိရင်ဒီကုဏလီနေချိတ်တာဟာသမီးအတွက်လောကီရေးရဆိုရင်ဘာတွေဖြစ်မလဲထူးခြားမှုစိတ်ရဲ့လွတ်မြောက်မှုရမလဲပြီးတော့ကိုယုံကြည်မှုတွေရှိလာတယ်ကိုသွားရမယ်လမ်းကြောင်းဘယ်လိုသွားရမလဲဆိုတာသိလာတယ်ပြီးတော့ level လည်းမြင်လာတယ်ခါတိုင်းကဆိုရင်သူများတွေရဲ့အနေအထားကိုကြည့်ပြီးမှကိုယ်စိတ်ကအမြဲတမ်းပြောင်းလဲနေခုကျသူများကိုမကြည့်ဘဲနဲ့ကိုယ်စိတ်ကလွတ်မြောက်ပြီးတော့ကိုယ့်ဘာကိုယက်တည်နိုင်သွားတယ်ပေါ့နော်အဲ့လိုထူးခြားချက်ရှိမယ်နောက်လောကုတ္တရာဘိုင်းကြတော့လောကုတ္တရာဘိုင်းကျတော့ကိုလုံးရမယ့်တရားတွေဘယ်လဲညောင်းအောင်ဘယ်လိုလုံးရမလဲဆိုတာလည်းထင်ထင်ရှားရှားမြင်လာတယ်ပြီးတော့ဟိုအရင်ကဆိုဒီဟာကိုလုံးရမလို့ဟိုဟာကိုလုံးရမတရားတွေကများတော့ဘယ်ဟာကိုလိုက်ရမလဲမသိဘူးကိုနဲ့မအဆက်တဲ့ဟာတွေလည်းတွေ့ခဲ့တာတွေလည်းများတော့လေအခုကတော့ရှင်းရှင်းလင်းလင်းဘယ်တရားကိုလုံးရမလဲဆိုသိသွားတယ်ဒါဆိုရင်ဒီကုဏလီနေချိတ်တဲ့အခါကိုအတိတ်ကပါရမီပါခဲ့တဲ့တရားနီးကိုသိသွားတယ်ဆိုတာပေါ့သမီးကကြဘယ်နီးနဲ့ပါတာလဲဒီလို့ပါအသက်ကြဘယ်လောက်မှစာအထုတ်42မှာအင်းဟုတ်ပြီအဲ့မှာကျတော့လေဟောမဲ့သူကကိုယ့်ရဲ့ဆရာဖြစ်ဖို့ကလည်းလိုသေးတာဟုတ်တယ်အဲ့မှာရောဘယ်လိုရလိုက်အဲ့ဒါကဆရာလားဆရာမလားဆိုတာကိုလေနည်းနည်းဝေးလို့မရဒါပေမဲ့ဆရာမဘက်ကိုသွားနေလို့အင်းဟုတ်အဲ့မှာကိုယ့်ရဲ့ဆရာမဖြစ်တယ်ဆိုလို့ရှိရင်ဘယ်လိုနည်းနဲ့သိနိုင်တာလဲကိုယ့်လိုတွေးလိုက်တာနဲ့ကိုယ့်ရဲ့ဆရာဆိုတာဘယ်လိုခံစားမိသွားလဲဆိုတာသိလိုက်အင်းနောက်ကုဏလီနီကရောခဏလေးလားရာသက်ပံချိတ်တာလားရာသက်ပံနောက်စွန့်အင်ကဒီတိုင်းတဲနေမှာလားနှိမ့်ကြမှာလားမြင့်သွားမှာလားဟိုတိုးလာမှာအခုဟိုထိုင်နေတာအောင်မှာတပြည့်ပြည့်နဲ့လိုတက်နေဟိုကိုကလင်းလာရပို့ပြီးတော့လင်းလာဆိုခံစားဟုတ်တယ်အဲ့လိုမျိုးဆိုတော့လေသမီးဟိုကဖြစ်ဖို့ကကြတော့လေဟိုတခြားသူတွေပေါ့သမီးဗီဒီယိုလေးကိုကြည့်တဲ့သူတွေအတွက်သမီးပေးခြင်းတဲ့စကားလက်ဆောင်ကဘာဖြစ်မလဲဒီဟာကိုချိတ်ကြည့်ပါလို့တကယ်ကိုထိရောက်တဲ့ဟာလို့ပါလို့ပြီးတော့ကိုလိုမျိုးထပ်တူဒီလိုမျိုးကိုမယုံကြည်တဲ့လူတို့ဘာလို့ဆိုလဲပို့ပြီးထိရောက်လာလိမ့်မယ်ပြီးတော့ကိုတိုင်ကခံစားမိမှဒီဟာကိုလည်းသိမှာဆိုတော့လေကိုတိုင်ချိတ်ကြည့်မှပဲသိမှာဆိုလို့ချိတ်ကြည့်ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဆက်အအရာအဆင်ပြေပါစေရှင်